Hello ဒီနေ့တော့ညနေခင်းထမင်းကြော်ဆိုင်လေးကို street food ဆိုင်လေးဆိုပေမဲ့ဟင်းအမျိုးအစားစုံစုံလင်းလင်းနဲ့တသက်ရရက်လေးရောင်းတဲ့ဆိုင်လေးကိုပြပေးချင်ပါတယ်။ဆိုင်လေးကတောင်ဥက္ကလာရေတနာလန်းအစပေါ့နော်။မီးရထားလန်းအကျော်လေးနားမှာရှိပါတယ်။ဆိုင်နာမည်ကလူကြိုက်များတဲ့။သူကဒီလိုမျိုးတိုးစရာတွေချင်းဟင်းနေလဲချပြီးတော့ဂျီတို့တငယ်ချင်း2ယောက်တစ်ယောက်ကိုဟင်း2ပွဲမှာလိုက်တော့နည်းနည်းတော့များသွားတယ်။ထမင်းကြော်ကတော့တပွဲ2000ဒီဟာလေးကစိတ်မွထောင်လေးပေါ့နော်။ဒါလေးကတော့တပွဲ8000ပါ။ထမင်းကြော်ကတော့အရသာပုံမှန်လေးပဲဒီစိတ်မွထောင်လေးကအရသာချင်ဆက်လေးမျှတာပြီးတော့တော်တော်လေးအရသာရှိတယ်။စိတ်သားရဲ့အရသာလေးလည်းပေါ်လွင်ပြီးတော့တော်တော်စားကောင်းပါတယ်။သူကအဲ့လိုအချင်ဘူးလေးတွေလည်းပေးထားတယ်ပြီးတော့ငပိထောင်လည်းပေးထားပါတယ်။သူငပိထောင်လေးလည်းမစိုးဘူးပေါ့နော်။ထမင်းကြော်လေးနဲ့လိုက်တယ်။တိတ်မဆက်ပဲနဲ့နည်းနည်းလေးတဲ့ဘက်ကိုတော့သွားပါတယ်။ဒါလေးကမှုရခိုင်ချက်တပွဲ9000မှာရခိုင်ချက်အရသာမျိုးကြီးတော့အဲ့လိုတိတိချာချာကြီးမဟုတ်ဘူး။ဒါပေမဲ့ပင်စိမ့်နံလေးမှုမွေးလေးနဲ့မှုလေးကအဆက်လေးနဲ့ဆိုတော့အရသာတော်တော်ရှိပါတယ်။သူတို့ချပေးတဲ့ချင်းဟင်းလေးရလည်းမြင့်တဲ့ချင်မောင်ရောမုံလာဥဖြူရောခရမ်းကျင်သီးတွေရောဆိုတော့အရသာလေးတော်တော်ရှိပြီးတော့တောက်လို့ကောင်းပါတယ်။ဒါလေးကပဇွန်ကင်မွန်ချင်ဒီဟင်းလေးက8000ပါ။သူ့ရဲ့ဟင်းပွဲလေးတွေအကုန်လုံးကလက်ရကောင်းတယ်လို့ပြောရမယ်။အရန်ကြီးထူးထူးခြားခြားကြီးတော့မဟုတ်ပေမဲ့အကုန်လုံးကစားလို့ကောင်းပြီးတော့အရသာရှိပါတယ်။ဒီဟာလေးကတော့အမဲကြော်ပါသူကတော့9000ပါအမဲကြော်လေးလည်းမစိုးဘူးပေါ့နော်ဒါပေမဲ့သူကကျွတ်ကျွတ်လေးမဟုတ်ပဲနဲ့နည်းနည်းလေးပြင်းတွဲပုံစံမျိုးလေးသွားပါတယ်သူ texture လေးရလေဒါလေးက free ချပေးတယ်ငါးငပိချက်နဲ့တို့စရာလေးတွေပါသူငါးငပိချက်လေးတော်တော်စားလို့ကောင်းတယ်ငါးရတာလေးပေါ်လွင်ပြီးတော့တော်တော်လေးရတာရှိပါတယ်သူကဟင်းရည်လေးလည်းတောက်လို့ကောင်းပြီးတော့အဲ့လိုချပေးတဲ့ငပိချက်လေးလည်းကောင်းတော့လေအရန်ဟင်းနေတောင်မှမှားစားကြတိတ်မလို့ဘူးပေါ့နော်ပြီးတော့ဒီလိုဖြော်ထားတဲ့အချိုရည်လေးမျိုးလောက်ကိုလည်း free ချထားပေးတယ်ရေခဲပုံးလေးလည်းရှိတယ်ပေါ့နော်ကိုယ့်အကိုကြိုက်တဲ့လောက်သွားထည့်တောက်လို့ရပါတယ်အဲ့လိုလုပ်ပေးထားတာလေးတော်တော်သဘောကျတယ်ရင်နွေးချမ်းလေးတောင်ရှိသေးတယ်ပြီးတော့ပတ်စံရှင်းပြီးသွားလို့ရှိရင်လည်းနောက်ဆုံးမှာဖရဲသီးကျွေးပါသေးတယ်ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက် vlog လေးတွေကြာမှထပ်တွေ့ကြမယ်နော်တတား